ကမ္ဘာတဝန်းလုံးကဗဟိုဘဏ်နေရာဆိုလို့ရှိရင် gold reserve တွေကိုအသေးအတန်သုံးမြင့်စုဆောင်းမှုတွေပြုလုပ်နေကြပါတယ်အခု2026ခုနှစ်ပထမ3လပတ်ကာလပေါ့နော် Q1 ကာလထဲမှာဆိုလို့ရှိရင်3လပတ်ကာလတစ်ခုအတော်အတွင်းမှာတင်မဲ့ဒါဗဟိုဘဏ်ရဲ့ရွှေဝယ်ယူမှုနှုန်းပါဆိုရင်တန်ချိန်ပေါင်း244တန်အထိကိုရှိခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့2025ခုနှစ်တစ်နှစ်ပတ်လုံးမှာဆိုလို့ရှိရင်လည်းတန်ချိန်900နီးပါးလောက်အထိကိုဒါဗဟိုဘဏ်တွေကရွှေကိုအဝယ်သုံးမြင့်မှုတွေလုပ်ခဲ့ကြတယ်2020 2023နဲ့2024ဆိုတဲ့3နှစ်တာကာလတောက်လျှောက်ပေါ့နော်3နှစ်တာဇက်တိုက်မှာဆိုလို့ရှိရင်လည်းတစ်နှစ်ကိုတန်ချိန်ပေါင်း1000ကျော်အထိကိုဝယ်ယူမှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ဗဟိုဘဏ်တွေဟာဆိုလို့ရှိရင်ပေါ့နော်ဒီလာမဲ့နှစ်အထိကိုဆက်လက်ပြီးတော့မှရွှေအဝယ်သုံးမြင့်ဖို့ရရှိနေတယ်လို့လည်းသိရတယ်ကမ္ဘာရွှေကောင်စီနဲ့ယူခါစစ်တမ်းတို့အရာကြည့်မယ်ဆိုလို့ရှိရင်ကမ္ဘာသဝန်းလုံးမှာရှိတဲ့ဗဟိုဘဏ်တွေပေါ့နော်95%လောက်ကဒါရွှေ reserve တွေကိုဆက်လက်ပြီးတော့မှသုံးမြင့်သွားဖို့ရှိတယ်လို့အဲ့ဒီရဲ့စစ်တမ်းတွေအရာကိုတွေးရှိရတာမျိုးဖြစ်ပါတယ်အဲ့တော့ဗဟိုဘဏ်တွေတင်မကပဲနဲ့ပေါ့နော်ဒါ financial institution ကြီးတွေကလည်းပဲရွှေကိုပေါ့နော်ဒါတိုးမြင့်စုဆောင်းမှုတွေပြုလုပ်နေကြပါသေးတယ်အဲ့တော့ဘာဖြစ်လို့ဗဟိုဘဏ်တွေကရွှေကိုဆက်လက်ပြီးတော့မှအဝယ်သုံးမြင့်နေကြတာလဲဆိုလို့ရှိရင်လက်ရှိဒီအီရန်စစ်ပွဲလိုမျိုးပေါ့နော်ပထဝီနိုင်ငံရေးတင်းမာမှုတွေကဆက်လက်ပြီးတော့မှရှိနေတယ်ရုရှားယူကရိန်းစစ်ပွဲတို့လိုမျိုးတွေအပြီးသက်နိုင်ခြင်းတွေမရှိသေးဘူးဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုအနေအထားမျိုးတွေရှိနေတာကပေါ့နော်ဒါကမ္ဘာလုံးဆိုင်ရာစီးပွားရေးပေါ်မှာမတေချာမရာမှုတွေကိုမြင့်တက်စေနိုင်တယ်အဲ့ဒီအပေါ်မှာဆိုလို့ရှိရင်ရွှေကိုဝယ်ယူလက်ကင်ထားဖို့ရအတွက်ကိုပေါ့နော်ဆွဲဆောင်မှုတွေရှိစေတာမျိုးဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ American Dollar ဟာဆိုလို့ရှိရင်ပုံမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော်အခုနောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင် Global Reserve နေရာမှာလွှမ်းမိုးနိုင်မှုကဒါတဖြည်းဖြည်းနဲ့ကျဆင်းလာတာကိုတွေ့ရတာမျိုးဖြစ်ပါတယ်အဲ့တော့ American Dollar လိုမျိုးငွေမာကိုပေါ့နော်ဒါအကူအားထားပြုမှုတွေကရော့ကျလာပြီးတော့မှရွှေကိုအကူအားထားပြုမှုတွေကဒါများလာတယ်ဆိုတဲ့သဘောမျိုးကိုတွေ့ရှိနိုင်ပါတယ်နောက်တစ်ခုက2022ခုနှစ်မှာပေါ့နော်ရုရှားနဲ့ယူကရိန်းတို့ဒါစစ်ပွဲဖြစ်ပေါ်လာပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ရုရှားနိုင်ငံရဲ့ဒါ foreign reserve တွေပေါ့နော်နိုင်ငံခြားဒီငွေကြေးအကောင့်မျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်နိုင်ငံတကာကနေပြီးတော့မှသိမ်းယူတာမျိုးတွေလုပ်ခဲ့တာမျိုးတွေရှိတယ်ဒီစီးပွားရေးပေါ့နော်ပိတ်ဆို့တာမျိုးတွေရှိတယ်အဲ့တော့ရုရှားပေါ်မှာအရေးယူပိတ်ဆို့မှုတွေအများကြီးလုပ်ခဲ့ကြတယ်လောက်ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်တခြားသောနိုင်ငံတွေကဒီအနေအထားကိုပေါ့နော်ဒါသင်ခန်းစာယူတယ်အထူးသဖြင့်တရုတ်ဆိုလို့ရှိရင်သင်ခန်းစာယူတဲ့အနေနဲ့ပေါ့နော်ဒီ foreign reserve ထားရှိမှုတွေကိုထပ်ပေါ့နော်ရွှေ reserve ထားရှိမှုကိုပို့ပြီးတော့မှသုံးမြင့်လှုပ်ဆောင်တာမျိုးတွေတွေ့ရတယ်ဘာဖြစ်လို့ဆိုတဲ့အခါမှာရွှေမာကပေါ့နော်ဒီနိုင်ငံခြားငွေကြေးအကောင့်တွေလိုမျိုးဒါ freeze လုပ်တာမျိုးတွေပေါ့နော်သိမ်းယူတာမျိုးတွေဒါပိတ်ဆို့တာမျိုးတွေလုံးလို့မရနိုင်ဘူးဖြစ်တယ်အဲ့တော့ရွှေလိုမျိုးပဂရိတန်မိုးရှိတဲ့ဒါရင်းနှီးမြှုပ်နှံမှု assets တွေကိုသုံးမြင့်နေကြတာလည်းဖြစ်ပါတယ်နောက်ထပ်ကတော့ပေါ့နော်ဒါငွေကြေးဖောင်းပွားမှုပေါ့ inflation မြင့်တက်မှုတွေကိုစိုးရိမ်နေကြတာလည်းအဓိကအကြောင်းရင်းတစ်ခုအနေနဲ့ရှိတယ်ရွှေဟာဆိုလို့ရှိရင်ပေါ့နော်ဒါခေတ်အဆက်ဆက်မှာသမိုင်းတစ်လျှောက်မှာဆိုလို့ရှိရင် inflation hedge လုပ်ခဲ့ကြတာပေါ့နော် inflation တွေမြင့်တက်နေတဲ့အချိန်ကာလမျိုးတွေမှာငွေကြေးတန်ဖိုးတွေကျဆင်းတဲ့ purchasing power ပေါ့နော်ဒါငွေကြေးရဲ့ဝယ်ယူနိုင်စွမ်းအားတွေကျဆင်းနေတဲ့ကာလမျိုးတွေမှာဆိုလို့ရှိရင်ရွှေကိုဝယ်ယူလက်ကင်ထားခြင်းအပြင်ပေါ့နော်ဒါမိမိတို့ရဲ့ပိုင်ဆိုင်မှုဥစ္စာပစ္စည်းတွေရဲ့တန်ဖိုးကိုထိန်းသိမ်းကြတာမျိုးတွေလုပ်ကြတာမျိုးဖြစ်ပါတယ်အဲ့တော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တရုတ်နဲ့အိန္ဒိယတို့ပိုလန်တို့ကပေါ့နော်ဗဟိုဘဏ်တွေက gold reserve တွေကိုပို့ပြီးတော့မှဒါတိုးမြင့်ပြီးတော့မှစုဆောင်းနေကြတာမျိုးတွေရှိတယ်ဒီ2026မေလကုန်ပိုင်းမှာဆိုလို့ရှိရင်လည်းတရုတ်နိုင်ငံအတွင်းပိုင်းမှာပေါ့နော်ဘဏ်တွေဟာဆိုလို့ရှိရင် investor တွေပေါ့နော်ယင်းနှိမ့်မြုပ်နှံသူတွေရွှေကိုဝယ်ယူမယ်ဆိုလို့ရှိရင်ဒီကန့်သက်ချက်တွေပေါ့နော်ဒါ short ချပေးတာမျိုးတွေလောက်လာတယ်အဲ့ဒီရဲ့အနေအထားတွေကတရုတ်ပြည်တွင်းမှာဆိုလို့ရှိရင်ရွှေဝယ်ယူမှုကိုပို့ပြီးတော့မှတွန်းအားပေးစေနိုင်တဲ့အနေအထားမျိုးတွေရှိစေတယ်အဲ့တော့ကမ္ဘာရွှေဈေးနှုန်းဟာဆိုလို့ရှိရင်ပေါ့နော်ရေတိုကာလပိုင်းမှာဒါအကျပြန်လာတွေရှိကောင်းရှိနိုင်မယ်ဒါပေမဲ့ရေရှည်ကာလမှာကတော့အသက်900လမ်းကြောင်းပေါ်မှာဆက်လက်ပြီးတော့မှရှိနေနိုင်အောင်မယ်လို့ယူဆထားလို့ရတာမျိုးဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်